ဟာစိတ်ဖြစ်စီးမှုဖြစ်တယ်ဘယ်လိုလူမျိုးရေးဆိုင်စိတ်ဖြစ်စီးမှုဖြစ်တော့ဆိုတော့ကြောင်းသွားတဲ့အခါဘသူကပါဝုစားဝတ်တယ်သူ့ဝုစားဘလောက်တန်တယ်ငါဝုစားဘလောက်တန်တယ်အဲ့ဒါမျိုးတွေပြိုင်ဆိုင်ကြတာမလိုအပ်တဲ့ပြိုင်ဆိုင်မှုတွေလုပ်တဲ့ခါကျစိတ်ထိညှိပြီးတော့လေစာနဲ့ဘာမှမပတ်သက်ဘူးအဲ့နဲ့လူတွေစိတ်တွေညစ်ကြအဲ့ဒါကို social pressure လို့ခေါ်တယ်အဲ့ဒီလိုအနိုင်ရှင်ခံရရင်နိုင်ရှင်တဲ့လူကလည်းပဲသူ့ထက်သားတဲ့လူနဲ့တွေ့ရင်သူလည်းစိတ်ညစ်အနိုင်ရှင်ခံတဲ့လူလည်းပဲစိတ်ညစ်အဲ့လိုတယောက်ပြီးတယောက်စိတ်ညစ်တဲ့ဟာကူးဆက်သွားတာကူးဆက်ယောဂလို့ပဲနိုင်ရှင်တော်မာနလို့ခေါ်တယ်ဘာလို့ခေါ်တော့မာနလို့ခေါ်တယ်တာသူရဲ့မာနနာသူရဲ့မာနနိုင်ရှင်တဲ့အခါမှာကိုယ့်ရဲ့အကြောင်းသူချင်းချင်းနိုင်ရှင်တယ်ကိုယ့်ရဲ့အမှတ်ကနည်းနေဆိုအဲ့ဒါနာသူရဲ့မာနမခံကျင်တဲ့စိတ်ဖြစ်တယ်တိမ်ငယ်တဲ့စိတ်ဖြစ်တယ်အဲ့ဒီဟာကိုဘသူရဲ့မာနခေါ်တော့နာသူရဲ့မာနတဲ့နာသူရဲ့မာနပါဠိဆိုရင်ဟိနမံတဲ့နငယ်နဲ့နော်ဟိနမံအဲ့ဒါပါဠိအင်္ဂလိပ်လိုကြတော့ inferiority complex အဲ့ဒီဟာနာသူရဲ့မန်နိုင်ရှင်တဲ့ခါမှာကိုယ်အမှတ်က9မှတ်လောက်တာတယ်10မှတ်လောက်တာတယ်အဲ့မှာကိုယ်စိတ်ထဲမှာကြည်နူးသလိုဖြစ်တယ်အဲ့ဒါတကယ်ပီတိမဟုတ်ဘူးတဲ့တကယ်ပီတိမဟုတ်အဲ့ဒါကသာသူရဲ့မန်တဲ့ဘသူရဲ့မန်နော်သာသူရဲ့မန်အဲကြတော့သေယမန်တဲ့သေယရမှာရပလက်နဲ့ရပင်းနဲ့သေယပါဠိစကားသေယမန်မှာမရေးချနဲ့နော်မရေးချနတ်ငယ်သက်သေယမန်အဲ့တော့သာသူရဲ့မှန်နဲ့နာသူရဲ့မှန်နှစ်ခုစလုံးအတူတူပဲနှစ်ခုစလုံးစိတ်ကိုညစ်ညူးစေတယ်အဲ့ဒါကြောင့်အဲ့ဒီကလေးတွေကလေဘသူကဘယ်လိုဖနှက်စီးတော့ဘသူကဘယ်လိုစထုံးထားတော့ဘသူကဘယ်လိုဒီစပင်ဖြတ်တော့ဘသူကဘယ်လိုအဝတ်စားဝတ်အဲ့ဒါမျိုးတွေပဲတွေးနေတယ်စာထဲကိုစိတ်မရောက်တော့စိတ်ညစ်ကြတာဟဲ့တရားစကားနဲ့ဆိုရင်တော့မပြိုင်နိုင်တဲ့စိတ်ကိုငကိုစိတ်လို့ခေါ်တယ်ပင်ကိုစိတ်ပေါ့ငကိုစိတ်ကလေးတွေငယ်တော့ဆိုရင်တို့ကမပြိုင်ဆိုင်တဲ့ခါကျတော့တယောက်နဲ့တယောက်နာမည်သိဖို့မလို့တို့ကအတူတူကစားနိုင်တယ်နော်အတူတူကစားနိုင်တဲ့ကလေးတွေက2နှစ်3နှစ်4နှစ်5နှစ်6နှစ်ကလေးတွေတထေးကလေးတထေးတွေသားရဲ့ကလေးဆင်းရဲသားကလေးတို့ဘာမှအဲ့ဒီလိုခွဲခြားမှုတွေမရှိဘူးအတူတူထားသူတို့ကအေးဆေးဆေးဆော့နိုင်ကစားနိုင်ကြီးလာတဲ့ခါကျတော့မဟုတ်ဘူးလောကရဲ့နေပြီးတော့သင်ပေးလိုက်တဲ့အပူစိတ်လို့ခေါ်တယ်။ဘာစိတ်လို့ခေါ်တော့အပူစိတ်ဘသူကဘလို့ဖြစ်တယ်ဘသူကဘလို့ဖြစ်တယ်အဲ့ဒီအတိတွေဝင်လာတဲ့ခါကျတော့ခွဲခြားဆက်ဆံနေတယ်ဖြစ်လာတယ်အဲ့ကြတော့အပူစိတ်တဲ့ငကိုစိတ်နဲ့အပူစိတ်အဲ့ဒါလေးမှတ်ထားငကိုစိတ်နဲ့အပူစိတ်ငကိုစိတ်ဆိုတာက original mind အပူစိတ်ဆိုတာက extra mind နော်လူတွေကအပူစိတ်တွေများလို့လေးလံနေတာတဲ့စိတ်ထဲမှာလေးလံနေဆိုတော့ဝန်ထုတ်ဝန်ဘိုးဘသူမြင်တော့ကိုဝန်ထုတ်ဝန်ဘိုးကိုမြင်လို့လားမမြင်ဘူးတရားရှိတဲ့ခါကျမှမြင်တာနော်တရားမရှိရင်စိတ်ထဲမှာဝန်ထုတ်ဝန်ဘိုးရှိတာမြင်လားမမြင်ဘူးသူများပဲသွားပြီးတော့အဖြစ်တင်နေတာကိုယ်စိတ်ထဲမှာဝန်ထုတ်ဝန်ဘိုးဒီဟာကိုလွတ်မချနိုင်ဘာဖြစ်လွတ်မချနိုင်တော့ငါဟာလို့ကိုယ်ကယူဆထားတယ်ငါဒုက္ခငါ့ကိုပြောတယ်ဘယ်လိုဖြစ်တယ်ငါဆိုလို့အဲ့လိုနဲ့လွတ်မချနိုင်အပူစိတ်တွေဘာစိတ်တော့အပူစိတ်တွေများလို့အဲ့ကလေးတွေကိုတတိပဋ္ဌာန်သင်ပေးတာဗုဒ္ဓဘာသာတရားထိုင်နေ
တတိပဋ္ဌာန်ကိုအင်္ဂလိပ်လို mindfulness လို့ခေါ်တယ် mindfulness အဲ့လိုသင်ပေးတာအဲ့လိုသင်ပေးတဲ့ခါကျတော့အဲ့ကလေးတွေပြီးတဲ့ခါကျတော့လေစိတ်တွေချမ်းသာပြီးတော့တဲ့လောကကြီးကိုငါတို့ဒီထက်ပိုပြီးတော့လှပအောင်လုပ်နိုင်တယ်အခုစိတ်ထဲမှာပိုပြီးတော့လုံခြုံတယ်သူများရဲ့အမြင်ငါအမြင်နဲ့မတူတဲ့ကိစ္စမရှိဘူးညင်းစရာမရှိဘူးဆိုပြီးတော့အဲ့လိုစိတ်တွေပြောင်းကုန်တာတယ်နော်အမှဘယ်တစ်ခုကြည့်မှာတော့ဆိုတော့ powerful video ဆိုတဲ့ဟာလေတမီ powerful video အဲ့ဟာလေးကြည့်အောင် Deep down, I keep feeling this pain in my chest. I got kicked out of my house. The panic attacks. I, like many other teens, have struggled with anxiety. My social anxiety. Really bad anxiety and depression. I used to go to school just completely exhausted every single day because I'd be up all night worrying. I felt kind of like a ghost roaming through the halls. The stress made me sick. It's just a lot of repetitional thinking about like if there is a purpose to life, whether if there is any reason to continue forth or to just cut it short. ဒီကလေးကဘာပြောဆိုတော့သူစိတ်ထဲမှာအမြဲတမ်းသူစိတ်အမြဲတမ်း16နေရတဲ့ပုံစံမျိုးပဲတဲ့အဲ့လိုအမြဲတမ်း16ခံရတဲ့ခါကျတော့ဒီဘဝဆက်လက်ပြီးတော့နေဖို့အတွက်အတိတ်ပဲရှိလားဒီဘဝကိုဒီမှတဲ့အဆုံးသတ်လိုက်ကောင်းလားအဲ့လောက်ထိတွေးတယ်သူ့ကိုယ်သူအဆုံးစီဖို့အတွက်တွေးတယ်အဲ့လောက်တောင်ဖြစ်တယ်အဲ့လူတွေတရားထိုင်တဲ့နီးနော်သင်ပေးတာရိတ်တာမှလို့တနေ့ကုန်ထိုင်တာမဟုတ်သေးဘူးနော်တနေ့ကုန်ထိုင်တာမဟုတ်ဘူးဆက်ပြမယ် Take a second and breathe and reflect on what you feel. Awareness to who I really am and how I matter. Finding balance. It really feels like a place where you can be yourself. We can be authentic. Feel safe. Safe. မှာတရားထိုင်တယ်အဲ့လိုအုပ်စုဖွဲ့ပြီးတော့တရားထိုင်တယ်မေးကြည့်မယ်အုပ်စုဖွဲ့အဲ့လိုအုပ်စုဖွဲ့ပြီးတော့အိမ်မှာဖြစ်ဖြစ်လုပ်ငန်းမှာဖြစ်တရားထိုင်ဖူးတယ်လို့လက်မြောက်ကြည့်ပါOh, thank you. အလုံးမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်လက်ဖက်ဆိုင်မှာဖြစ်အဲ့လိုအုပ်စုဖွဲ့ပြီးတော့အတင်းပြောပြီးတော့လက်မြတ်ကြည့်ကဲဆက်ကြည့်မယ် I was like on the verge of suicide before taking the class, and my family didn't really know what else to do. I was in counseling and seeing a therapist and taking medicine. Spending the first semester in this class really helped me get past that point and not let the mental illnesses I struggle with take over my life. So class brought a lot. ဒီလူမဲចောင်းသူလေးကတော့ဘာပြောဆိုတော့စစ်တက်ကြတာဆရာဝန်စီလည်းရောက်ပြီးပြီဆေးလည်းတောက်ပြီးပြီ counseling ဆိုတာကစိတ်ညစ်တာကိုဖြန့်ဖြေပေးတဲ့စိတ်ဓာတ်ပေးတဲ့ပညာရှင်သူတို့စီလည်းရောက်ပြီးပြီတခုမှမသက်သာဘူးတဲ့တန်းချောင်းမှာဒီလိုတရားထိုင်တဲ့ခါကျမှသက်သာသွားတယ်အဲ့ဒါလေးသူပြောပြ Anytime I start to feel overwhelmed, drop down, I put my head down. I was like, all right, let's think. I just started breathing, and it's just really helpful. It's easy to get mad. It's not easy to get angry and then bring yourself down. Me growing up, I was always told meditation and stuff was things that priests or it was a girl thing. But then you grow up a little bit and you're meditation is just you taking care of yourself, and everybody should take care of themselves. ဒီចောင်းသားလည်းတော့ဘာပြောဆိုတော့တရားထိုင်ဆိုတော့သူများကြီးပြောတာကြားတယ်ပေါ့နော်အဲ့ဒါတွေကဘုန်းကြီးတွေလှုပ်တဲ့ဟာဆိုတော့သူအဲ့လိုပဲစိတ်ထဲမှာဖြစ်တာသူလည်းမဆိုင်ဘူးလာပြောပြန်လူတွေကမင်းတစ်စိတ်ညစ်တယ်ဆိုရင်တရားထိုင်တယ်အဲ့ဒါတွေကမင်းကလေးတွေလှုပ်တဲ့အလုပ်ဆိုတခါဖြစ်ပြန်ရောတဲ့
အဲ့နဲ့နောက်နည်းနည်းကြာတဲ့ခါကျတော့ तू ကနေရင်ကျက်လာတယ်တဲ့။အော်တရားထိုင်ဆိုတာကိုပြန်ပြီးတော့စောင့်ရှောက်တာပါလားဆိုပြီးအဲ့ဒါနဲ့ तू တရားစထိုင်တယ်တဲ့။စိတ်ကတော့ညစ်တယ်ဒါပေမဲ့အကြိုင်းမညစ်ဘူး။စိတ်ညစ်တယ်ဒေါသမဖြစ်ဘူး။အဲ့လိုစ Take care of themselves. It's real stuff. It's what. Start breathing. Me growing up, I was always care of yourself, and everybody should take care of themselves. ဒီမှာကြည့်သူတို့တရားထိုင်တဲ့ဟာလေးကိုသင်ပေးတာလက်တစ်ဖက်နှလုံးပေါ်မှာနော်ဝင်လေထွက်လေရှူတဲ့အခါမှာကိုယ့်ရဲ့နှလုံးခုန်တာလေကိုသိနိုင်စိတ်ညစ်တဲ့အခါနှလုံးခုန်ပြောင်းလာဒေါသဖြစ်တဲ့အခါပြောင်းလာစိတ်အေးချမ်းတဲ့အခါနှလုံးခုန်တာဘယ်လိုတော့ကိုယ့်ကိုပြန်ပြီးတော့ဆောင်းရှောင်းတာနောက်လက်တစ်ဖက်ကဝန်းပိုက်မှာနော်အဲ့ဒါလည်းပဲသူကဝင်လေဆိုရင်ဒီဝန်းပိုက်ကချသွားလားဖောင်းသွားလားနော်အဲ့ဒါမျိုးပေါ့ကိုယ့်အကိုပြန်ပြီးတော့သိအောင်ကိုယ့်ကိုစောင့်ရှောက်နေအောင်အဲ့ဒါလေးသူတို့ကသင်ပေးတယ်လို့ It's real stuff. It's what you need. You learn these tips for life skills that actually bring you together and interweave with everyone else. Being able to share. Direct my attention and stay present. I can break my fear. ခဏခါလက်နဲ့ဒီလိုလုပ်တဲ့ဟာလေးတွေနည်းနည်းလေးသမီးနောက်ပြန်ဆဲလိုက်နည်းနည်းလေး Skills that actually bring you to ဒီမှာသူလက်ဒီလိုလုပ်တဲ့ဟာလေအဲ့ဒါသူကဘာရှင်းပြနေအောင်ဆိုတော့တရားထိုင်တဲ့ခါကျတော့သူနဲ့တခြားလူတွေနဲ့ဒီလိုသဟဇာတာဖြစ်အောင်နော်ညီညွတ်အောင်သူကဒီလိုကူညီပေးတယ်တဲ့အဲ့မတိုင်ခင်တော့သူကသူပဲနေတာချောင်းမှာကျောင်းသားတခြားကျောင်းသားကျောင်းသူတွေအများကြီးရှိတယ်သူနဲ့မဆိုင်ဘူးအဲ့ကျောင်းမှာလူတော့များတယ်ဒါမဲ့သူကအထီးကျန်တယ်တဲ့လူများပြီးတော့အထီးကျန်တယ်လူများပြီးတော့ဘာဖြစ်တော့လူများပြီးတော့အထီးကျန်တယ်အဲ့ဒီလူတွေနဲ့ကိုကစိတ်ထဲမှာဘလို့မှဆက်လို့မရအောင်သူတို့တွေးခေါ်သူတို့ရဲ့ဒုက္ခဒုက္ခသူတို့အဆင်ပြေတာသူတို့အဆင်မပြေတာအဲ့ဒါနဲ့ကိုဆက်လို့မရဘူးကိုယ့်ဟာကိုယ်ပဲကိုယ်ကဘာထဲမှာတယောက်တည်းဖြစ်နေတာပေါ့အထီးကျန်တယ်လို့ခေါ်တယ်လုံးလေးဖြစ်တယ်လို့ခေါ်တယ်နော်အဲ့ဒါနဲ့တရားထိုင်ပြီးတဲ့နောက်ပိုင်းမှာတဲ့သူ့ဘဝနဲ့တခြားလူတွေဘဝအဲ့ဒီလိုပဲအဆက်အသွယ်အရန်ကောင်းသွားတယ်အဲ့ဒီလိုဖြစ်ရင်လူကစိတ်သက်မကြနိုင်တော့ဆက်ကြည့်မယ် I now know how to turn my attention to my breath, calm myself down. I knew that I could help myself. Observe life more. How to speak in a way that makes people want to open up to you. Show myself loving kindness. Learning how to control my anger. I also learned how to, be more of a better listener. This class means everything to me right now. It honestly feels like 50 pounds is lifted off my shoulders. I truly believe that this class has saved my life and changed it for the better. Thinking about what the mindfulness class at my school has done for my community and my school in general, it's been groundbreaking. I think it's just a really valuable class, and I honestly wish that it was at every high school in the U.S. If there was a mindfulness class like in every high school, I feel like this world would be a totally different place because I feel like there'd be a lot more understanding. And there would be a lot more respect in the world. If mindful studies was in every school in the world, we'd all become much better listeners. Somebody says something, somebody doesn't like that, has to retaliate. But if we had mindfulness, we can learn to accept that my reality is different from yours. I think a lot of that tension is caused by people not really knowing how to handle themselves and their feelings and emotions. You don't have to be a politician to change the world. You can just be in a mindfulness class. That's how I feel. I have the ability to overcome obstacles. I have the ability to achieve like never before, and I have the ability to be who I am. ဒီတရားဘာပြောဆိုတော့တရားထိုင်ပြီးတဲ့နောက်ပိုင်း